ကျင်ပဲလမ်းလျှောက်သာသွားကြပြီမနှင်းလီမနှင်းလီမနှင်းလီချိန်မလုံးခင်မှာဒီလိုချစ်မျိုးအဖြစ်ဆိုမှန်းသိခဲ့ရင်စချိန်ကလေးကအချစ်တွေမပြေဘူးပြေလည်နိုင်အောင်ကိုကြိုးစားခဲ့ပြီးမှစန့်ကျင်ပဲလမ်းလျှောက်ခါသွားကြပြီမနှင်းစီမနှင်းစီမနှင်းစီချိန်လိုခင်မှာဒီလိုချစ်မျိုးအဖြစ်ဆိုမှသိခဲ့ရင်စချိန်ကလေးကချစ်တွေမပြေဘူးမနှင်းစီမနှင်းစီမနှင်းစီအကျုံးချစ်တိပါဆူရှိမှတီတော်လဲအလုံးမိမိမှကူမရဲ့တည်ရဲ့ခွဲဒီနေ့ရဲ့လို့ပြေးမိမှ